အားလုံးပဲမင်္ဂလာပါခင်ဗျာလင်္ကာကျော် official YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကနေဒီနေ့မှာတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာကဆိုရေးသားထားတဲ့စုံတီဥပဒါနဲ့စိန်ရင်တစ်ခွက်စမ်းတုပ်တစ်ခွက်ဆိုတဲ့အတွဲလေးစာသင်နှစ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်္ကာကျော်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခင်မှာလည်းကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာခံစားနာဆိုရင်အားပေးကြပါအောင်ခင်ဗျာအခုတလောကျုပ်အသိကျင်သောအရာကိုပြောပါဆိုရင်တော့ဥပဒအမေဒေါ်ပြင်းနဲ့ဒေါ်ပြင်းအမေအဖွားကြီးကြောင့်ပဲဗျဘာလို့သိကျင်တာလဲဆိုရင်တော့ဥပဒကြီးနဲ့ဆက်ဆက်မှုရှိနေတယ်မဟုတ်လားဒီတော့အဖေကိုပဲမေးဆန်ကြည့်ရတာပေါ့ဗျဟိုအဖေဒေါ်ပြင်းကြောင့်အဖေသိလားမနေ့စောစောမှအဖေကရင်သွေးချမ်းတောင်းနေနေကျုပ်ကိုထူးဆန်းတယ်လို့နဲ့ကြည့်တယ်ဗျဟိုဒေါ်ပြင်းကြောင့်သိကျင်တာများမင်းရဲ့ဥပဒကိုသွားမိပါလားကွဟာဖေကလည်းဗျဥပဒကိုသူ့မိကြောင့်မင်းမပြောတာများတယ်ဗျမပြောဆိုဘယ်သူမှမပြောရကြတော့ဘူးကွာကျုပ်ကလည်းအဖေရှိကိုဝင်ထိုင်နေဗျဘာဖြစ်လို့လူတွေကဒေါ်ပြင်းအကြောင်းဆိုရင်မပြောရကြတာလဲဗျဒေါ်ပြင်းကအဆုံးမယူကွာငါတို့ငငယ်တုန်းကဆိုရင်ဒေါ်ပြင်းအတန်ကြားတာနဲ့တိတ်ကြောက်ခဲ့ရတာဒေါ်ပြင်းကအရှိ9ရင်အနောက်9ရင်ပြောတာမှန်သမျှကိုကြားရတယ်ဆိုပဲကွာနောက်ပြီးတော့သူမကောင်းကြောင်းကိုပြောတာနဲ့အဲ့လူကတခုဖြစ်တတ်တယ်ဆိုတော့ဘယ်သူမှမပြောဝင်ဘူးပေါ့ကွာဒီเจ้าတွေကိုသိရင်မင်းအမေကိုမေးကြည့်ပေါ့အဖေပြောနေတော့မှပဲအမေကငါချောက်ပုတ်ပြီးတော့စီစမ်းထားတဲ့ပကံလေးကိုဂိုင်းပြီးတော့အဖေချေရသပွဲမှာလာချတယ်ဗျကျုပ်ကလည်းအန်ကိုက်ဖြစ်သွားတာနဲ့အမေဟိုဒေါ်ပြင်းကသူ့เจ้าပြောရင်သိတယ်ဆိုအဲ့ဒါဟုတ်သလားအမေဟိုအမေကဒေါ်ပြင်းကြောင့်သိရင်ပြောပြပါလားအမေရဲ့လက်ကကျုပ်ကောင်းပေါ်ကိုတောက်ခနေကြလာတာဗျလက်ကလည်းမြန်လိုက်တာပြောမနေပါနဲ့ကျုပ်ဖြစ်နားလုံးလုံးခေါင်းအောင်ပုတ်ထားလိုက်ရတယ်ဗျဒေါ်ပြင်းကနေမရမို့လို့နေကသိကျင်နေတာလားလို့ဆရာမချင်းရေးသွားငင်းနေတယ်တကယ်တည်းအာရနဲ့အမေကပြောဆိုရင်လည်းအိမ်တော်ဖေးကိုဝင်သွားတော့အဖေကကျုပ်ကိုကြည်ရင်နဲ့ရီးတယ်ဗျကဲမသိပြီမဟုတ်လားဒေါ်ပြင်းအကြောင်းဟမ်သိပါပြီဖေကဒေါ်ပြင်းအကြောင်းတော့မဟုတ်ဘူးဗျလက်တံပြောင်းနဲ့မတ်တန်းအကြောင်းပေါ့အဲ့လိုလည်းမနေ့စာထမင်းစားတော့ကြပြီးတော့ရွာထဲမှာဆူညံအတန်ကြားတာနဲ့နားဆွင့်မိတယ်ဗျအတန်ရွာလေပိုင်းလောက်ကလာတာအတန်ကိုနားထောင်ကြည့်တာနဲ့ဘာကြီးစိန်တို့လင်မယားအတန်မှန်သိတော့ဆက်ပြီးတော့နားထောင်ကောင်းနဲ့နားထောင်နေမိတယ်ရွာလင်နဲ့ကျုပ်တို့အိမ်ကတော်တော်လှမ်းမိမဲ့လေတင်တိုင်းမှာဘာကြီးစိန်နဲ့အဖွားဆက်တို့ရဲ့အတန်တွေကလွင်လာတာပဲဗျငယ်တော့ဆိုရင်တော့ဘာကြီးဆိုင်တို့လင်မယားရန်ဖြစ်တာကိုတောက်သွားကြည့်မိတယ်ဗျခလေးဆိုတော့လေထူးဆန်းတာကိုမြင်ကြရင်နားထောင်ကျင်တာပေါ့ဗျဘာကြီးဆိုင်ကကျုပ်တို့ငငယ်ရတဲ့အသက်80နီးပါးဗျအခုဆိုရင်တော့90နားကိုကပ်ပြီပေါ့ဗျတော်သားဆိုတော့တန်မာပဲဗျဘာကြီးဆိုင်တို့လင်မယားရွာလေကမကြီးသုံးမင်းနာဝိုင်းချံမှာနေကြတယ်ဘာကြီးဆိုင်ရဲ့မိန်းမတော့ဖွားဆန်းတုတ်လို့ခေါ်တယ်ဗျအသက်ကတော့မတင်မင်းပါရဲ့ဗျငယ်ငယ်များနေပေါ့သူတို့စီမှာသားတယောက်ရှိတယ်ဗျသူသားရွာမှာထိုင်းရင်ရောက်တဲ့ကိုကျွဲ့နေပေါ့ဗျသားတွေမြေတွေရနေပြီဆိုတော့ဘာကြီးဆိုင်ရလေယာလုပ်ငန်းဝင်တော့စင့်မလုပ်တော့ဘူးဗျာဒါပေမဲ့အများတန်းခြံဝိုင်းထဲမှာတပြက်လဲတာဖြစ်ဖြစ်တောင်းရနေတာပဲဖြစ်ဖြစ်အမိုးရင်းဆိုရင်တော့မျက်နှုတ်ပေါင်းရှင်းအမြဲလုံးနေတဲ့လူကြီးပေါ့ဗျာလူကခတ်ပိန်ပူပါပဲခေါင်းမှာတော့ဖြူခွင်းနေတဲ့သမီးနေနဲ့ရောင်လုံးလေးတစ်ထုံးရှိသေးတယ်ဗျသွားတွေတစ်ချောင်းမှမရှိတော့ပေမဲ့ဘာကြီးဆိုင်ရကွန်းတော်စားကျင်သေးတယ်ကွန်းသီးစိန်လေးကိုပါဇက်ထဲထည့်ပြီးတော့တရေတွေနဲ့တမင်းမြုပ်လုံနေတတ်တာပေါ့သွားရင်လိုက်နဲ့ဘာကြီးဆိုင်ရုံတွေ့ရင်ပါဇက်ကလေးလှုပ်တော့နဲ့ကွန်းသီးမြုပ်နေတာပေါ့ဗျာဖွားဆန်းတို့ကတော့နာမည်သာတုတ်ပါပေမဲ့လူကတော့ပိုင်ပေမဲ့ဗျအသက်သာကြီးပေမဲ့သွားနိုင်လာနိုင်လုံနိုင်ကိုင်းနိုင်နေတော့မဲ့ဗျကိုကျန်းနေရအိမ်အောင်ကြပြီးတော့ရွာရှိပိုင်းမှာသူ့ဘာသာအိမ်ခွဲနေတယ်ဆိုတော့ရွာလေဝိုင်းမှာဘာကြီးဆိုင်ရင်နဲ့ဖွားဆန်းတို့နှစ်ယောက်ပဲနေကြတာပေါ့ဗျဖွားဆန်းတို့ကထင်းရှာထင်းကောက်ထမင်းချိုင်ဟင်းချက်နဲ့အိမ်မှုကိစ္စတွေကိုလုပ်နိုင်သေးတယ်ဗျအရေးထမ်းတာဘာညာတော့ကိုကျန်းနေကိုယ်တိုင်ဖြစ်ဖြစ်ကိုကျန်းနေသားအကြီးကောင်ဖြစ်ဖြစ်လာလုပ်ပြီးတာပဲဗျကိုကျန်းနေရထေကြိုက်တာကတော့ဘာကြီးဆိုင်ရင်စီကအမွေရတာဖြစ်မယ်ဗျဘာလို့လဲဆိုတော့ဘာကြီးဆိုင်ရလဲထေသိကြလို့ပဲဒီသက်ဒီရွယ်ထိထေတောက်တော့ဗျကိုကျန်းနေရထေလာဖို့ပြရတယ်နေတိုင်းတော့မဟုတ်ပေမဲ့တစ်ပတ်တစ်ခါနှစ်ခါလောက်ပေါ့ဗျထေတောက်တဲ့ခါမှာဘာကြီးဆိုင်ရင်နဲ့မဟုတ်ဘဲနဲ့ဖွားဆန်းတို့ကပါတောက်နေဗျအရင်ကတော့ဖွားဆန်းတို့ကြီးကထေမတောက်နိုင်ဘူးဘာကြီးဆိုင်ရင်တွေညနေဆောင်ဆိုရင်ထေတောက်ဖို့လောက်ကင်ပေးနဲ့ခွက်လှဲဘွားကနေနောက်ဆုံးတော့မောင်တစ်ခွက်မဲတစ်ခွက်ဘွားကိုရောက်သွားပါလေရောဗျဒါကြောင့်ရွာထဲမှာမောင်တစ်ထမ်းမဲတွေလှုပ်ထားကိုစိန်ရင်တစ်ခွက်စန်းတို့တစ်ခွက်လို့တင်သားပြီးတော့ပြောခဲ့ကြတာအခုထိပါရဲ့ဗျတကယ်လည်းသူတို့ပြောတဲ့အတိုင်းပဲထေမြူလေးရှေ့ချပြီးတော့ဘာကြီးဆိုင်ကထမ်းမုံနဲ့တစ်ခွက်တောက်လိုက်အဖွားဆန်းတို့ကတစ်ခွက်ခတ်တောက်လိုက်နဲ့လင်မြန်းတော့ကအတွဲညီပါပေးတယ်ဗျထေတောက်ပြီးရင်တော့လင်မြန်းတော့ကရံဖြစ်ပြီပဲဗျမူမူနဲ့ငယ်ကျုံးငယ်တာဖော်ရင်းနဲ့ရံဖြစ်ကြတာဗျရံဖြစ်တဲ့ခါမှာတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ဆဲကြဆိုကြလက်တော်မပါဘူးဗျပါဇက်နဲ့ပဲဒုတ်တွေထားရထုတ်ပြီးတော့စောကုန်တာဗျသူတို့ရံဖြစ်တာလဲငယ်ငယ်တုန်းကကြီးလို့ကောင်းတယ်ဗျမသိရင်ကွက်စိတ်ဟောတဲ့အတိုင်းပဲဟိုတခါတခါတယောက်နဲ့တယောက်မခံချင်အောင်ပြောတာတွေကိုနားထောင်ရင်းနဲ့ကျုပ်တို့ကတော့ဘေးနားနေရီနေတာပေါ့ဗျ
အခုလဲဆောအသေးသေးရန်ဖြစ်နေပုံထောက်တော့လင်းများနှစ်ယောက်ထေတောင်းနေလောက်ပြီလို့မှတ်လိုက်ပါတယ်အားလဲကျုပ်ကလည်းရွာလေကိုထွက်လာခဲ့တာပေါ့ဗျာကျုပ်ရောက်တော့ရံပွဲကပြီးသွားပြီဗျနောက်ဆုံးတော့ယောက်ျားဖြစ်တဲ့ဘာကြီးဆိုင်ရာအလံပြူပြပြီးတော့အိမ်ထဲကိုဝင်ပြီးတော့အိတ်သွားပြီပေါ့ဗျာဖွားဆန်းတို့ကသာကြံတဲ့ထေလေးလက်ကြံလေးကိုဖျက်ရင်းနဲ့ကိုပြစ်ပေါ်မှာထိုင်နေတယ်ဗျအားနဲ့ကျုပ်ကလည်းသူ့နားကိုကတ်ခဲ့တာပေါ့ဗျာကျုပ်ကောင်းထဲမှာအတွေ့အခုရတာသူတို့ကအသက်80ကျော်90တည်းဆိုတော့ရှေ့မီနောက်မီလို့ပြောလို့ရတယ်မဟုတ်လားဒီတော့ဒေါ်ပြင်းကြီးကြောင့်သူတို့ကကောင်းကောင်းမီလိုက်မှာပေါ့ဖွားဆန်းတို့စောစီကောင်းနေပြီလားဘာကောင်းတာလဲဟဲ့မအေးပေးလေးရဲ့ဖွားဆန်းတို့ကအရမူးလာရင်တော့ဆဲဆိုပြီးတော့စကားပြောတာဗျကျုပ်လည်းသိကျင်တာရှိတော့သူ့ကိုကတ်မေးရတာပေါ့ဗျာဟိုလေဖွားဆန်းတို့ဒေါ်ပြင်းကြီးကိုဖွားဆန်းတို့ကမိလိုက်သလားဗျဖွားဆန်းတို့ကရီဝင်နေတဲ့မျက်လုံးတွေနဲ့ကျုပ်ကိုကြည့်ပြီးတော့ခေါင်းညှိနေဗျအသိတာမို့ဟဲ့မဲပြင်းနေမဟုတ်ဘူးမဲပြင်းရဲ့အမေမက်မယ်ပြူကိုတော့မှမိလိုက်တဲ့ပေါ့ဟာဒေါ်ပြင်းအမေကမက်မယ်ပြူတဲ့လားအေးလေမက်မယ်ပြူကလည်းစုံမဲပြင်းကလည်းစုံပုံဟဲ့ဒါဖြင့်ကျုပ်ကိုပြောပြသမ်းမအောင်ဗျာမက်မယ်ပြူဆိုတာကတော့ကျုပ်ကအခုမှကြားဘူးတာဗျဖွားဆန်းတို့ကဟိုဒီချင်းနဲ့လက်အုပ်ချီပြီးတော့ပွားစီရွတ်နေသေးတယ်ကျုပ်လည်းထူးဆန်းနေတာပေါ့ဖွားဆန်းတို့လူကထေမှုနေပြီးတော့ဖျားချင်ကုန်နေသေးတယ်ဗျာဘယ်နဲ့နေပါသေးလို့လေဟဲ့မဲပြင်းကြောင်ပြောမယ်ဆိုလို့တောင်းမှနေရတာဟဲ့ဗျာဒေါ်ပြင်းကြီးကသေတာကြပြီမဟုတ်လားနေကပေါ့တန်မမတ်နဲ့မဲပြင်းကလူသားသေးပေမဲ့ तू ကဘလူးဖြစ်သွားတာဟဲ့သူเจ้าပြောနေတဲ့လူတွေကိုဖမ်းသားပြူသားတက်တယ်ဆိုပြီးတော့ပြောကြတယ်ဒီတော့မှကျုပ်ကလည်းခေါင်းငိတ်လိုက်တယ်ဗျာဟုတ်မယ်ဗျာဒါကြောင့်မှအမေတော်မဒေါ်ပြင်းကြောင်မပြောရဘူးဗျအေးရပြီမမဲပြူဆိုတာတချင်ကဖတ်လိုက်ရွာဟောင်းမှာတိတ်နာမည်ကြီးတဲ့သူပေါ့ဟဲ့तू ကဘာဖြစ်လို့နာမည်ကြီးတာလဲဗျအဆုံးပညာတွေစမ်းလို့လားမဟုတ်ဘူးဟဲ့ तू ကငယ်တုန်းကဆုံးမတတ်သေးဘူးရုပ်ရည်ကတော့မမဲပြူဆိုတဲ့အတိုင်းဖြူဖြူဝင်းနဲ့တိတ်လျှော်တယ်ဆိုပဲသူ့မှာညီမတယောက်ရှိတယ်သူ့ညီမကတော့မမဲတူတဲ့အသားမဲပြီးတော့အယိုဆိုးလို့အဲ့နာမည်တွင်းနေတာပေါ့ပြောပါဦးဗျာမမဲပြူကအသက်16နှစ်လောက်ကိုရောက်တော့တိတ်လာတယ်ဆိုပဲငါတို့ကတော့မမဲပြူငယ်ရအချိန်မမီခဲ့ပါဘူးအဲ့လိုတိတ်ချော်တိတ်လာလို့အလီးပါရွာနေတာမကဟိုးမြိုင်သာရွာကြီးကလူပြိုကလာသားတွေကပိုးကြပန်းကြတာချောင်းမမတက်ဆိုပဲအဲ့လိုနဲ့မမဲပြူသတင်းပြနေလို့မြိုင်သာရွာသားကြီးကလာခြင်းနဲ့တကယ်ဆွဲလန်းသွားခဲ့တာပေါ့မြိုင်သာရွာသားကြီးကိုလည်းမမဲပြူကပြန်ချစ်တယ်ဆိုပဲမြိုင်သာရွာသားကြီးဆိုပေမဲ့လည်းအသက်ကတိတ်မကြီးသေးဘူးအဖေသေးလို့တာကတက်ဖြစ်တာဆိုတော့အသက်20ကျော်ဝန်းကျင်တန်တမာမာနဲ့တော်တော်ချောတယ်ဆိုပဲဟဲ့မြိုင်သာရွာသားကြီးနဲ့မမဲပြူကနေနေလားရွှေနေမြလို့လက်ဖက်တက်နေတာပေါ့ဒီတိုင်းပဲမြိုင်သာရွာသားကြီးကိုတစ်ဖက်သက်ကြိုက်နေတာမမဲတူပဲအဲ့ဒါနဲ့မြိုင်သာရွာသားကြီးနဲ့စိတ်သက်ကြောင်းလန့်ဖို့စီစဉ်နေတဲ့အချိန်မှာပဲဘရင်မူမတ်တွေလူယုံတွေကရောက်လာပြီးတော့မမဲပြူကိုလာပြီးတော့စစ်ဆေးကြတယ်ဘယ်ပင်လဲဗျမူမတ်တွေရောဘာလို့လာပြီးတော့စစ်ဆေးတာဒီဘောမင်းခဲ့ပေါ်ဟဲ့ရှေ့ကမိန်းမချောမိန်းမလားပေါ်တယ်လို့ကြားရင်ဘရင်လူတွေကအဲ့ဒီမိန်းကလေးကိုတွားရောက်ကြည့်ရှုပြီးတော့မိန်းမကောင်းဟုတ်မဟုတ်စမ်းစစ်ရတယ်ဆိုတာပဲအဲ့လည်းမမဲပြူကိုစစ်ဆေးကြပြီးတော့မိန်းမကောင်းအင်္ဂါစုံတယ်ဆိုပြီးတော့တော်ကောက်ဖို့စီစဉ်လိုက်တာပေါ့အိမ်ကိုချက်ချင်းတဲပြူခင်းရာသမက်ကပြီးတော့ဘရင်တကွန်စိုက်ပြီးတော့သိမ့်ယူတဲ့ဒါဆိုရင်တကြီးကတော့သွားပြီပဲဗျာဒါဘောဟဲ့ရှင်ပြည့်အမိန်ဆိုတော့လွန်သမ်းမရဘူးပေါ့မကြခင်မှာမူးမတ်တွေကမမဲပြူလေးကိုနေပြီးတော့ခေါ်သွားတာပေါ့ဒီလိုဖြစ်အောင်လုပ်တာမမဲတူလို့ပြောကြတယ်မမဲတူကမမဲပြူကိုပထုတ်လိုက်ပြီးတော့နောက်သိပ်ပြီးတော့မကြပါဘူးမဲတော်ရသကြီးမင်းနဲ့လက်ထပ်ယူလိုက်ကြတယ်တဲ့အများပြောတာကတော့မမဲတူကစုံတယောက်စီကနေပညာနဲ့ပြည်သားခိုင်းတယ်လို့ပြောတာပဲကျုပ်ကလည်းခေါင်းညှိလိုက်ပြီးတော့အဖြစ်နိုင်တယ်ဗျသူလို့တာပဲဖြစ်မှာမူးမတ်တွေရောက်လာတာလေစင်းသက်မဲ့အချိန်နဲ့တက်ဆိုင်နေတယ်မဟုတ်လားပြီးတော့သူ့လိုရိုးဆိုးတဲ့လူကိုရသကြီးကယူပါမလားဗျမပြီးသေးဘူးအဲ့လိုနဲ့မမဲပြူကမင်းနေပြီးတော့ရောက်တော့ဘရင်ကနေကောင်းနဲ့ခက်ကောင်းရွေးနေတာမလို့နန်းနှွေးကိုမဝင်ရသေးဘူးပေါ့အဲ့မှာမမဲပြူကိုဆုံးပါလို့ဆွဆွဲပြီးတော့အဆန်းသက်ကြတယ်ဆိုပဲဆူဖျားတော့အရန်ကောင်းနေတဲ့အချိန်ဆိုတော့မမဲပြူကိုမလီးသက်သေးချင်တာလဲပါတာပေါ့လေမမဲပြူကဆုံးမမဟုတ်တာဗျဒီတိုင်းပဲလေမင်းကြီးနေနဲ့ကြောက်ချပြီးတော့လှုပ်တာဆိုတော့မမဲပြူကလည်းမငင်းနိုင်ပါဘူးလေနောက်ဆုံးတော့ဆုံးမဆိုတာသိပြီးတော့ရေချကွန်မြတ်တဲ့ရေချတယ်ဆိုတာဘာလို့ပြောတာလဲဗျမင်းနဲ့ကွယ်ရေးချတယ်ဆိုတာရာသွေသားအပြစ်သားတွေရေထဲကိုနှစ်သက်တာကိုခေါ်တာပြီးတော့ဆုံးမတယ်ဆိုရင်လည်းမိမ့်နဲ့ရေချတတ်တဲ့ဆုံးသက်တာလည်းရိုးရေချတတ်လို့မရဘူးနော်သူ့ကိုစီရင်တဲ့နီးကတတ်တတ်ရှိတယ်အဲ့နီးကိုတတ္တဒေဝါလို့ခေါ်တယ်အဲ့အချိန်မှာအိမ်မောကနေရည်တန်ကြတယ်ဗျဖွားဆန်းတို့ကဒေါသထွက်သွားပြီးတော့ကိုစိန်ရင်ရှင်ပါကြီးရတယ်မတိတဲ့လူကိုမတက်တဲ့လူကဆရာလုပ်တယ်ဆိုတာဒါကိုပြောတာပဲဟိတတ္တဒေဝမဟုတ်ပါဘူးကွာတတ္တဝေလူပါကွာဘွားဆိုင်တွေကလည်းမျက်နှာကြီးစူပုတ်ပြီးတော့ဟိုတော်အသက်ကြီးနေမှာတော့အမှန်မှားတဲ့အခါလဲမှားမှာပေါ့ရှင်တယောက်သိနေရှင်လာပြောပါလားဒီတော့ဘာကြီးဆိုင်ရအိမ်မောနေဆင်းလာပြီးတော့ကျုံသားကိုလာထိုင်နေဗျဖွားဆိုင်တို့ကတော့ဘာကြီးဆိုင်ကိုမျက်စောင်းချက်ထိုးပြီးတော့ထေတောက်ထားတဲ့မျိုးတွေထမ်းမုတ်တွေကိုသိမ့်ပြီးတော့
နောက်ဖေးကိုဝင်သွားတာပဲအဘိုင်းဆိုင်ရရေတစ်ခွက်ကိုတောက်နေတာနဲ့ဟိုဘိုင်းဆိုင်ရအဲ့ဒီတက်တဝေလူဆိုတော့ပြောပြပါအောင်ဗျာကျုပ်တို့တစ်ခါမှမကြားဘူးဗျအေးကွာဟိုးဘယင်ခက်ကအရန်စိုးသွမ်းတယ်လို့နာမည်ကြီးတဲ့ဆုံးတဲ့ကိုဝေလေးဆိုရင်တော့မင်းမင်းနဲ့ဖန်သီးပြီးတော့ကိုပြင်းလေးရှိတယ်ကွာအမင်းမင်းကဘလောက်အာနာပြင်းတယ်လဲဆိုရင်စွမ်းထက်လာပါတယ်ဆိုတဲ့ဇောဂနီတွေကာဂနီတွေတောင်မှလာပြီးတော့အဖမ်းခံကြရတယ်ကွာအဲ့လိုဖမ်းမိတဲ့ဆုံးဆိုရင်တော့နေပြီးတော့ခေါ်လာပြီးတော့ဘင်ကသေမိန်ပေးပြီးတော့ခုနကလိုရေချပြီးတော့ကိုမြက်ကြတယ်အမီးနဲ့တိုက်တယ်လို့လည်းကြားဘူးတယ်ဒါပေမဲ့ကုန်းမောင်ခစ်တော့မီးမသုံးတော့ဘူးကွာမီးရှို့တာထင်းကုန်တာဟိုးကွာဟိုထားနဲ့ဘလို့ရေချတယ်ဗျရေချတဲ့နေရာတော့တော်တော်ရှုပ်တယ်ကွာအရင်ဆုံးတသူဝါကိုခနဲ့သေးခွဲပြီးတော့ဇီးသားနဲ့ခံပြီးတော့ဝက်ကတ်တစ်ခုကိုရက်လောက်ရတယ်ကွာလူသေးတင်နဲ့ကတ်ပေါ့ကွာပြီးတော့အိမ်ခုနှစ်ရက်နေပြီးတော့ကျင်းကြီးကျင်ငယ်တွေကိုခုနှစ်ရက်တိုင်တိုင်အိုးကြီးတစ်လုံးနဲ့စုရတယ်ဒါပဲလားဆိုတော့မပြီးသေးဘူးနောက်ထပ်တသူဝါချောင်းကိုရှာပြီးတော့အထက်ပိုင်းကိုလေးလောက်ရတယ်အောက်ပိုင်းကိုတော့မြားကြီး80မြားငယ်80ပြုတ်လို့ရတယ်အဲ့ဒီမြားတွေမှာလည်းလက်ရတောင်နဲ့အတောင်တက်ရတယ်ဆိုပဲကွာခက်ခဲလိုက်တာဗျအေးပေါ့ရေချမဲ့နေရောက်ရင်တော့အဆုံးမဝေစားတွေချုပ်ပြီးတော့ထမိန်ပြူကြီးပတ်ပေးရအပြီးတော့သပင်ကိုသရုံး9ခုရအောင်ထုံးရတယ်အဲ့ဒီသရုံး9ခုမှာခုနကပြုတ်လို့ထားတဲ့မြားငယ်80ကိုဒသင်းစီထိုးပေးရအပြီးတော့အစောပိုင်းကလှုပ်ထားတဲ့ကတ်မှာကတ်ပြီးတော့တမန်ကျိုးတွေလက်တွေခြေတွေခါးတွေကိုခြိပေးရတယ်နောက်ပြီးတော့လေဘင်းမှာလည်းတမန်ကျိုးနဲ့အထုံး9ခုရအောင်ခြိနှောင်ရပြန်တယ်ဘာကြီးဆိုင်ရမောတော်လို့ထင်တယ်ဗျရေတစ်ခွက်ကိုခတ်တော့လည်းပြန်ရောအေးပြီးတော့ရေ9000နဲ့တဲ့မြက်ထဲမှာလေနှစီးကိုဘေးချင်းရှင်ရက်ထားတယ်ကွာအဲ့လေနှစင်းရဲ့အလဲမှာသုံးမကိုတင်ရတယ်အပြီးတော့နဲ့40တော့အလဲကိုရောက်လာပြီ40တော့ကဒသူဝါနဲ့လှုပ်ထားတဲ့လေးကိုကိုင်းပြီးတော့အများကြီး90နဲ့ကလေးသိန်းကိုအချင်းနောက်တောင်မြောက်အရက်လေးမျက်နှာကိုပြစ်လွှတ်လိုက်ရတယ်အပြစ်လွှတ်တဲ့အချိန်မှာလည်းအဲ့သုံးမကိုအမျိုးစုံသိရေးတိုင်းထွာရတယ်ပြီးတော့ကောင်းငင်ကိုဒသင်းရေထဲကိုဒသင်းလှုပ်ရတယ်အကြံတဲ့အသင်းကိုတော့သုံးမစီကိုချိန်ပြီးတော့လှုပ်ပေးရတယ်အဲ့ဒါပြီးရင်တော့ကျင်းကျင်ငယ်တွေစုထားတဲ့အိုးသုံးမတကူလုံးကိုလောင်းချပြီးတော့လေဝမ်းပိုက်တွေကိုထိုးဖောက်ပြရတယ်အလှရောသုံးမကိုအကုန်ရေအောက်ကိုနစ်ပြီးတော့သေတာပေါ့ကွာအထော်ခတ်တဲ့နီးပဲဗျဟိုကျုပ်ဆိုနားထောင်ရင်းနဲ့ဘာတွေမှမသိတော့ဘူးဗျအေးအဲ့ဒီနီးကိုတတဝေလူလို့ခေါ်တာပေါ့အမင်းဖက်ချင်းဗမာမင်းအုတ်ချုပ်ပုံစာအုပ်စာထဲမှာရေးထားတာရှိတယ်ကွာဒါမဲ့မမဲဘီကိုအဲ့လိုလုပ်ပြီးတော့တက်ပေမဲ့မမဲဘီကမသေးဘူးတဲ့ကွာဘာလို့လဲဆိုတော့ तू ကကျိန်သာတိုက်လိုက်တာဘလို့ကျိန်သာတိုက်လိုက်တယ်ဗျငါဆုံးမို့ပဲနဲ့ငါ့ကိုဆုံးလို့ဆွဆွဲကြတယ်တဲ့အားကြောင့်ငါဆုံးတယောက်ဖြစ်ပါသေးဆိုပြီးတော့ကျိန်လိုက်တာပေါ့ကွာထူးဆန်းဆန်းပဲလှေတွေကရင်းနစ်သွားပေမဲ့မမဲဘီကမနစ်ဘူးတဲ့ကွာအဲ့လိုရေချလို့မသေးတဲ့ဆုံးနေဆိုရင်တော့မင်းမင်းနဲ့မြန်ရဲကိုနှင်လေးရှိတာကြောင့်မမဲဘီကိုမဟာမြန်တော်ကြီးတွေကိုနှင်လိုက်တာပေါ့ကွာဟိုအဲ့ဒါနဲ့မမဲဘီကဆုံးတက်သွားလားအေးပေါ့ကွာမဟာမြန်တော်ကြီးတို့မင်းကလေးတော်တွေရောက်သွားပေါ့အဲ့မှာမျိုးပဲကြီးတခုရှိတယ်အဲ့မျိုးပဲကြီးမှလည်းနေနေခံထားတဲ့ဆုံးတွေကနေကြတဲ့မမဲဘီကလည်းအဲ့ကိုရောက်သွားရောဆုံးတီး9ယောက်နဲ့ညားပါလေရောကွာဟာဗျာယောက်ျားတယောက်ကမိန်းမအများကြီးကိုယူတယ်ပဲကြားဘူးလားသူ့လက်ကြမှာမိန်းမတယောက်ကယောက်ျားအများကြီးကိုယူတယ်တဲ့လားဗျဟေးကောင်လေးကတောရဲတောင်နဲ့ယောက်ျားသားတွေကြီးရှိတဲ့နေရာကိုမိန်းကလေးတောင်တယောက်သွားဘူးကွာအဲ့မှာမမဲဘီကလည်းဆုံးပညာလေးကိုတက်သွားတာပေါ့ကွာအနောက်တော့ဒေါ်ပြင်းကိုမွေးတာပဲထူးဆန်းတာတကူကတော့ဒေါ်ပြင်းကိုကိုဝင်လွယ်ထားတဲ့အချိန်မှာဆုံးတီး9ယောက်စလုံးကတလားကိုတယောက်နှုံးနဲ့သေသွားတာပဲတဲ့ကွာဒေါ်ပြင်းကိုဝင်9လားနဲ့မမဲဘီကလည်းရွာကိုပြန်ခဲ့တယ်အချိန်ကလည်းကုန်းမောင်မင်းသက်ပါတော်မူပြီးတော့အင်္ဂလိပ်တွေအုပ်ချုပ်နေတဲ့အချိန်ဆိုတော့မင်းမင်းကလည်းမတီးတော့ဘူးမဟုတ်လားအားနဲ့ပဲဖက်လေးရွာကိုပြောင်းလာတယ်ဆိုတော့ကွာဒေါ်ပြင်းကတော့ဟောဒီဖက်လေးရွာမှာပဲမွေးခဲ့တာကွာအော်လက်စသက်တော့ဒီလိုဟိုထားနဲ့ဒေါ်ပြင်းကြောင့်လည်းဆက်ပြောပါဦးအေးမင်းကရွာထဲကလူတွေပြောတယ်နဲ့တိတ်ပြီးတော့အမေးမြန်းထူပြီးတော့စကားရှိတာပဲကွာဒေါ်ပြင်းကြောင့်ပြောရရင်တော့3ရက်3ညတော့မှပြောလို့လောက်မှာမဟုတ်ဘူးကွာပြန်တော့ကွာငါလည်းအာညောင်းပြီဝိုင်းစင်ရအတင်းနှင်လို့ထားနဲ့ကျုပ်ကလည်းသူတို့ခြံဝိုင်းထဲကနေပြန်လာခဲ့တာပေါ့ဗျာဘာရင်မဟုတ်ရွာပြင်ကိုသွားကြည့်တော့ပူပြင်းလာတဲ့နေဘူးထဲမှာလေကွင်းတွေအကုန်လုံးကရိုးပြက်တွေထိုးထောင်နေပဲကြံနေခဲ့တယ်ဗျပဲဆိုင်မဲ့လူတွေကတော့မကြခင်မှာထဲထိုးကြတော့မဲ့အချိန်ပဲဗျအောက်ခံမြေသားထဲမှာရေဆူတဲ့ကြံနေအောင်ထဲထိုးကြရမှာပေါ့ဒါမဲ့ကျုပ်တို့ကတော့ရေသိမ်းမိတာမကြသေးဘူးဆိုတော့ခဏလောက်နားနေတာပေါ့ဗျရွာထွက်လန်းသားကိုလှမ်းငယ်ကြည့်တော့တမပင်နန်းသားမှာနွားနှကောင်နဲ့ဥပဒါကြီးကိုသွားတွေ့တယ်ဗျတော်တော်လှမ်းနေဆိုပေမဲ့လူပုံကိုကြီးလိုက်တာနဲ့ဘယ်သူလဲဆိုတော့တန်းတည်တာဟုတ်ဗျအားနဲ့ကျုပ်ကလည်းနေပူကျဲတဲ့ကြီးထဲမှာပဲဥပဒါစီကိုလာခဲ့တာပေါ့ဗျဥပဒါတော့တမပင်နဲ့အောင်ထိုင်နဲ့နွားတွေကိုကြည့်နေတာပေါ့ဥပဒါဘာထိုင်လုံတာလဲဗျမင်းမျိုးတွေစားတောင်းနေတာကိုထိုင်ကြည့်နေတာဟေ့ဗျာဥပဒါတော့လို့ပြီးတယောက်တည်းထိုင်နေတာမပြင်းဘူးလားဗျခုနကတော့နည်းနည်းပြင်းတယ်လို့ပဲကွာအခုတော့မပြင်းတော့ပါဘူးစကားများမဲ့ကောင်ရောက်လာရင်မဟုတ်လားဥပဒါတော့ပြောတော့မယ်ဗျာဟိုဒါနဲ့တမပင်ရေလေးကတန်မိုးချိလိုက်တာဗျာနော်ဟိုတမရောက်ကသေးတယ်ဆိုမှအရေးကတော့အေးနာပဲဗျဒါပေါ့ကွာဒါနဲ့ဒီတမပင်တွေကိုဘလူးဆိုင်ခဲ့တယ်လို့ထင်လဲမသိဘူးလေဗျာအဲ့ဒါငါဆိုင်ခဲ့တာကွာတကယ်လားဥပဒါအေးပေါ့ကွာငါ9နှစ်10နှစ်လောက်တုန်းကစိုက်ခဲ့တာပေါ့ကွာ
အဲ့နေရဥပဒါပြောရင်းနဲ့ငိုင်ကြသွားတာဗျသူ့မျက်နှာကြောက်ကြီးတယောက်လိုအသက်မဲ့သွားတာရုပ်ကလည်းသူ့ကိုတေချာကြည့်လိုက်ပြီးတော့ဥပဒါအဲ့နေရဘာဖြစ်တာလဲဗျကျုံမေးနေပေမဲ့ဥပဒါကြီးကဘာမှပြန်ပြေဘူးဗျအဲ့ဒီချိန်မှာပဲကောင်းကင်ကြီးကတဖြည်းဖြည်းနဲ့အောင်မိုက်လာပြီးတော့ဝါချင်းချင်းကြီးဖြစ်လာတယ်ဗျဥပဒါကိုနွားနှကောင်ဖြတ်ခနဲ့ပြောက်သွားတာဗျအကျုပ်လည်းသိလိုက်ပါပြီဥပဒါငယ်ဘောအကြောင်းပြန်တွေးနေတာဖြစ်နိုင်တယ်ဆိုပြီးတော့ပေါ့ဗျပဝင်းကြီးကချက်ချင်းပြောင်းလဲသွားတယ်ဗျကျုပ်တို့ရတုတ်တန်နာမှာအိမ်လေးတစ်လုံးကိုတွေးလိုက်ရတယ်အိမ်လေးကခြံထဲဝင်းနဲ့တက်တက်ရဲကလေးပါအဲ့ဒီအိမ်လေးကနေကောင်လေးတယောက်နဲ့အထော်ကြီးတယောက်ကထွက်လာပြန်တယ်ဗျသူတို့ကကျုပ်ဘက်ကိုလမ်းလျှောက်လိုက်နဲ့ဖေးဖေးနီးလာတော့မှဒေါ်ပြေးနဲ့ဥပဒါကြီးဖြစ်နေတာဗျဥပဒါငယ်ငယ်ကတာသံပေါ့ဗျဒေါ်ပြေးကတောင်းပြေးကြီးတစ်ခုကိုရွက်လာတယ်ဥပဒါတော့ခွဲတောင်းလေးတစ်ခုကိုပိုက်လို့ဗျကျုပ်ထိုင်နေတဲ့နားမှာဘာမှမရှိဘဲနဲ့ဟာလာဟင်းလင်းကြီးဗျကျုပ်ရှင်တော့ရောက်တော့ဒေါ်ပြေးတို့သားမီးကထိုင်ချလိုက်တယ်ဗျအဲ့နေကကုန်းနေဆန်တယ်ဒေါ်ပြေးကတောင်းပြေးကြီးတွေကိုကြောက်တုံးတွေကိုကောက်ထဲတယ်ဗျတာသံလေးကတော့ဘေးနားနေကြည့်နေတာပေါ့ဗျဟဲ့ကောင်လေးဘာရက်ကြည့်နေတာတော်တယ်ကြောက်တုံးတော့ကောက်ပေးဦးဥပဒါလည်းကြောက်တုံးတွေကိုပြေးကောက်ပေးတယ်ဗျတောင်းပြေးကြီးတွေကိုထည့်ရင်းနဲ့တော်တော်ရသွားတော့မှအေးရပြီဒီလောက်ဆိုတော့ပြီဒေါ်ပြေးကတောင်းပြေးတဲ့ကြောက်တုံးတွေကိုလက်နဲ့အသာလေးပုတ်နေနေပါဇက်ကတခုခုရေရွနေတယ်ဗျမကြပါဘူးဗျအဲ့ကြောက်တုံးတွေအားလုံးကခင်းညင်သီးတွေအာလူတွေဖြစ်ကုန်ရောဗျတောင်းပြေးကြီးကိုပြေးလူနေဖြစ်သွားတယ်ဗျဒေါ်ပြေးကပစုံပန်းကိုခေါင်းမှုအဖြစ်ခွေလိုက်ပြီးတော့တောင်းပြေးကြီးကိုရွက်ပြီးတော့ကျုပ်ထိုင်နေတဲ့အနောက်ဘက်ကိုသားမိနေအောင်ဆက်သွားတယ်ဗျကျုပ်ထိုင်နေတဲ့အနောက်ဘက်မှာတော့ရွာကြီးတွေပါဗျအဲ့ဒါဖက်လက်ရွာကြီးနေမှာပေါ့သူတို့သားမိကလည်းရွာထဲကိုဝင်သွားတယ်ကျုပ်ကလည်းလဲလာခဲ့တယ်ဗျဟောဗျရွာထိပ်ကရေရင်းပြက်ကြီးကအခုတော့အမိုးတွေပြတ်သက်တွေနဲ့အုပ်စီထားတဲ့ရေရင်းဖြစ်နေပါအောင်သူတို့သားမိကဆက်သွားရင်လည်းရွာထိပ်ကိုရောက်တော့ဒေါ်ပြေးကထအောင်တယ်ဗျအမေပြင်းလာပြီဟေးခရမ်းကြီးအာလူတွေရောင်းမယ်နော်အဲ့လိုအော်လိုက်တာနဲ့ရွာလဲမှာစော်ကစားနေတဲ့ကလေးတွေအားလုံးကနီးရချန်ဝိုင်းတွေကိုပြေးဝင်ကုန်ကြတာပဲဗျအိမ်ထဲမှာအလင်းအောင်နေလို့အိမ်ပြင်ထွက်ပြီးတော့တန်းချနေကြတဲ့မိန်းမတွေကလည်းအကုန်အိမ်ထဲကိုဝင်ပြေးတော့တာပဲဒေါ်မြင့်ဆက်ချောက်လိုက်နေရွာဆောင်ကအိမ်တင်ရှိမှရက်လိုက်တယ်ဗျအမကြီးဘယ်သွားပုံမလို့လဲခင်းကျင်သီးတွေအားပေးပါဦးအရိုကြီးတယောက်ကလည်းကြောက်ကြောက်လန့်လန့်နဲ့ခေါင်းညှိတ်တယ်ဗျဟိုဝင်ခြံထဲဝင်ခဲ့လေမဲပြင်းဩအမနဲ့ခြံထဲဝင်ခဲ့လေပြောသေးတယ်ခြံတကားကိုလည်းပိတ်ထားပါဦးလားရပါလေရောင်းကျင်တဲ့ကျုပ်ကပဲတကားဖွင့်ဝင်ရတော့မှာပေါ့ဒေါ်ပြင်းကပြောလိုက်တာနဲ့ဝါချမ်းနေနဲ့လှုပ်ထားတဲ့ခိုင်မာမာခြံတကားကြီးကဝုန်းကနေပွင့်ထွက်ပြီးတော့အပြားလိုက်ကြီးလဲကျသွားတယ်ဗျဒေါ်ပြင်းကတော့ခိုင်ပြုံးပြုံးပဲလဲသွားတဲ့ခြံတကားကိုလင်းပြီးတော့အိမ်ထဲကိုဆက်ဝင်သွားတယ်တာတန်လည်းတောင်းလေးကိုပိုက်ပြီးတော့အနောက်ကနေလိုက်သွားတာပေါ့ဗျာဟိုအမကြီးခဲညင်စီတွေကလက်တယ်နော်တပိတ်တာမှာဆယ်ပြားတယ်ပါဟိုလက်ထားတော့လက်ပါတယ်မဲပြင်းရဲ့ဟိုဒါနဲ့ညီတို့စီမှာကိုင်းလည်းမရှိရလည်းမရှိပဲနဲ့ဒီခဲညင်စီတွေကဘယ်ကထွက်တာလဲအိုးအမကြီးကလည်းမဟုတ်တာတွေမေးပြန်ပါပြီဝယ်မလားမဝယ်ဘူးလားဝယ်ပါမယ်ဟဲ့ဟိုနင်ဘယ်လောက်သားရောက်မလဲသုံးပိတ်တာတော့ယူလိုက်ပါရှင်အချင်းချင်းနေပဲပိုးထက်ပေးမှာပေါ့ဒေါ်ပြင်းကတောင်းနေရခင်းကျင်သီးတွေကိုလက်နဲ့နှိုက်လိုက်ပြီးတော့ကျမ်းပေါ်ကိုချပေးတယ်ဗျအချင်းဝင်မပါပါမနဲ့ဆိုတော့သုံးပိတ်တာကိုဘယ်လိုပြည့်တယ်လဲတော့မသိပါဘူးဗျကဲရပြီပေးပြသုံးတယ်အတော်ကြီးကလည်းငွေပြားလေးနှစ်ပြားကိုထုတ်လိုက်တယ်ဗျဟိုပြား30တော့မရှိဘူးအေးပြား20ပဲရှိတယ်ဟိုပြား20ပဲထားလိုက်ပေါ့မဲပြင်းရဲ့နော်ဒေါ်ပြင်းကငွေပြားနှစ်ပြားကိုလှမ်းယူပြီးတော့တေချာပုတ်ကြည့်နေရပါတယ်ဒီလိုဆိုတော့လေကြံတဲ့10ပြားရအောင်လောရသေးတာပါအတော်ကြီးကလက်သွားပြီးတော့လက်ကခြေကနဲ့ဖြစ်သွားတယ်ဗျအမလေးဘလို့ပါနဲ့မဲပြင်းရဲ့ဟိုဒီလိုလုပ်ပါလားဟိုငါသမက်ရာတွေကပြန်လာရင်လေသူ့ကို10ပြားကြံတာကိုပေးခိုင်းလိုက်ပါမယ်ဟုတ်မလားရပါတယ်ချင်းချင်းနေပဲဒေါ်ပြင်းကပြုံးနေနဲ့အေးအောင်မပုံနေတဲ့၄-၅နှစ်လောက်အရွယ်ရှိမှကလေးတယောက်ကိုလက်ညှိုးထိုးလိုက်တယ်ဗျအခလေးလေးကမကြခင်မှာအော်ဟစ်ပြီးတော့လက်မှာဝမ်မွေးတွေလိုအမွေးချိုင်းတွေကပေါက်လာတယ်ဗျပြီးတော့ပစိုးအောက်ကနေလည်းအမီးချောင်းကထိုးထောင်ထွက်လာပါလေရောဒေါ်ပြင်းကတော်ပြင်းကြီးကိုခေါင်းပေါ်ကိုကောက်ရဲလိုက်ပြီးတော့ဘာမှမပူပါနဲ့အမကြီးရဲ့ဒီညနေအမကြီးသမတ်တာငွေ10ပြားလာမပေးလို့ကတော့ဒီကလေးတစ်သက်လုံးအမီးချောင်းနဲ့နေသွားမယ်လို့သာမှတ်ထားပြီးတော့အတော်ကြီးကကြိတ်ပြီးတော့ငိုတော့တာပဲဗျအတော်ပြင်းကတော့ရင်ကော့ပြီးတော့ခြံဝိုင်းထဲကနေထွက်သွားလေရဲ့တာတန်တယောက်ကတော့မသားမယာနဲ့မျက်နှာနဲ့အတော်ကြီးကိုကြည့်နေကြံခဲ့တယ်ဗျဒေါ်ပြင်းခြံထဲကထွက်သွားတော့အတော်ကြီးကလည်းသူ့မျိုးကိုဖတ်ပြီးတော့ငိုတော့တာပဲဗျအပြီးတော့ခဲညင်သီးတွေကိုလည်းခြေထောက်နဲ့ကန်ချလိုက်သေးတယ်ဗျဒီဆုံးမတော့လေမင်းမသေးပါသေးဟဲ့တမတွေကနင်းမျက်နှာကောင်းကြီးရဲ့ဒီဆုံးမကိုအရှင်မထားမှနေမင်းမတော့ပေးကြပါအဲ့ဒီခါမှာဒေါ်ပြင်းကတော့ပြန်ရင်လမ်းလျှောက်လာပြီးတော့ဟိုအမကြီးဘာပြောတာလဲကျမအကြောင်းကိုပြောလိုက်တာများလားအတော်ကြီးကခေါင်းခါပြီးတော့ဆက်ပြီးတော့ငိုနေတော့တာပဲဗျအတော်ပြင်းကတော့ရက်ကြည့်နေတဲ့တာတန်ကိုငေါ့ပြီးတော့ဆက်ချောက်သွားတာပဲဗျကျိုးလည်းသိကျင်တာနဲ့ဆက်လိုက်ခဲ့တယ်ဗျဒီလိုဆိုရင်တော့ဖက်လက်ရွာကြီးဗျတချို့အိမ်နေဆိုရင်တိုင်လုံးကြီးနေနဲ့စောက်ထားကြတာအဲ့လိုနဲ့ခက်ကြဲကြဲခြံကြီးနဲ့ဝင်သွားတာပဲဗျ
ဖွားတင်အာလူသီးတွေအားပေးပါဦးတော့အိမ်မော်ခေါ်ပေမဲ့ဘလူးမှမထွက်လာကြဘူးဗျတော်ပြင်းကထင်အောင်တစ်ချက်ဆိုင်ကြည့်လိုက်တော့ထင်ကြကြီးကအချက်လိုက်ကြီးဘောကနေကွာထွက်သွားတာဗျခြေတန်းချင်းအိမ်ကြီးရဲ့အခြေဘက်ကထင်ချမ်းလုံးကိုဒေါ်ပြင်းကပညာနဲ့ဖြုတ်လိုက်တာဗျထင်ပြုတ်သွားတော့အိမ်ထဲမှာပုံနေတဲ့လူတွေကပေါ်လာတာပေါ့ဗျအဲ့အချိန်မှာပဲဖြာလေးကြီးလိတ်ကလဲကျသွားတယ်ဗျအထက်အဖွားကြီးတယောက်ကထွက်လာတယ်ဗျဟောဖွားတင်မကြီးမငယ်နဲ့ဘာလို့ဘုတ်ဝတ်တန်းဆော့နာလဲမဟုတ်ပါဘူးခဲငါကြဘိုးရှာနေတာပါဟာဖွားတင်ဆိုတဲ့အဖွားကြီးကတုံတုံရင်နဲ့လှေကားပေါ်နေဆင်းလာတယ်ဗျအထုံးတဲ့တိုင်းဒေါ်ပြင်းကဈေးရောက်တော့တာပေါ့ဈေးရောက်နေဆိုရင်ပဲ तू ကဓမြတိုက်တယ်လို့ပဲဗျအာလူတွေအကုန်ယူလိုက်ပါတော့ပြား30လောက်ပဲပေးဖွားတင်ကလည်း तू ဝေးထားတဲ့ရှင်မင်းအင်းကြီးအိတ်ထဲကငွေပြားတွေကိုထုတ်ပေးတယ်ဗျဒေါ်ပြင်းကငွေပြားတွေရတဲ့တောင်ပြဲကြီးကိုမြေပေါ်ပစ်ချလိုက်တယ်ဗျအဲ့ချိန်မှာပဲတောင်ပြဲကြီးကထရွဲဆုံကြီးတွဲဖြစ်သွားပြီးတော့အာလူတွေကလည်းအကုန်လုံးကြောက်ခဲတွေဖြစ်ကုန်တာပေါ့ဒေါ်ပြင်းကရီကျဲကျဲနဲ့အဝသာစားတော့ဖွားတင်စားမကုန်ရင်လည်းအိမ်နီးနားချင်းတွေကိုလည်းခွဲကြည့်လိုက်ပါဦးအဲ့လိုပြောပြီးတော့ထွက်သွားတော့တာပေါ့ဗျာသူလည်းထွက်သွားရောဖွားတင်ဆိုတဲ့အဖွားကြီးကအခွေလဲကျသွားလို့အိမ်မောလူတွေကဆင်းလာပြီးတော့ဝိုင်းပွေထားကြတယ်ဖွားတင်ကတော့အဲ့ဒါပြောတာပေါ့ဒုက္ခအိမ်မောဝတီရောက်လာတယ်ဆိုတာငါတို့အိမ်ကတော့ဒီနေ့ဂျိုသိုးဝင်တာပဲဟိဒေါ်ပြင်းတို့သားမိနောက်ကိုကျုပ်ကလည်းပြေးလိုက်ခဲ့တာပေါ့ရွာလင်နောက်ကိုရောက်ခဏီတော့ခွေးတကောင်ထွက်လာပြီးတော့ဒေါ်ပြင်းယုံကြည်ရင်နဲ့ထိုးအောင်လာပဲဗျာဒေါ်ပြင်းကအဲ့ဒီခွေးကိုခါထောက်ကြည့်ရင်အောင်မခွေးကခွေးပေါင်းသွားလို့ငါ့မြန်လာဟောင်းနေရသေးတယ်ဒေါ်ပြင်းမျက်စောင်းထိုးလိုက်တာနဲ့အဲ့ဒီခွေးကြီးကပါဇက်ကနေအမြုပ်တွေစီးကြလာပြီးတော့ခွေးလေးလဲကြပြီးတော့ဆန့်ငင်နဲ့သေသွားတော့တာပါရဲ့ဗျာကျုပ်ဖြင့်ဒေါ်ပြင်းလိုရဲတွေကိုကြည့်ပြီးတော့တော်တော်ကြောက်နေမိတာဗျာနောက်ဆုံးတော့ဒေါ်ပြင်းကတာတန်ကိုကြည့်လိုက်တယ်ကဲသားရင်ဘာကြီးဆန်နေတော့အိမ်ကိုဝင်ပြီးတော့စံတသိန်းလောက်တောင်းခဲ့တယ်မှာစပားမလို့ချင်ဘူးနော်စပားဆိုရင်ဖို့ရပါနဲ့ရှုပ်တယ်ဆန်မဲလို့ချင်တယ်တာတန်လည်းခေါင်းချိန်ပြီးတော့ထွက်သွားတယ်ဗျအခက်လန်းလန်းအိမ်ရှိကိုရောက်တော့တောင်းလေးကိုပိုက်ပြီးတော့ဘာကြီးဆန်နေအမေကစံတသိန်းတောင်းခိုင်းလိုက်လို့ဗျအဲ့ဒီခါမှာဘာကြီးတယောက်ကပြပြတလဲနဲ့ပြေးလာတယ်ဗျအော်တာတန်မလားအေးပေးမယ်ကွာဒီမှာစောင့်နေတော့ခြံထဲဝင်ပါနဲ့ကွာအမေကမှားလိုက်သေးတယ်စပားမလို့ချင်ဘူးတဲ့ဆန်မဲလို့ချင်တယ်တဲ့အဘကြီးမျက်နှာကတော့တော်တော်ပြတ်သွားတယ်ဗျာဒါပေမဲ့လည်းတောင်းယူပြီးတော့ဆန်တွေကိုထည့်ပေးလိုက်တာပေါ့ဗျာတာတန်ကိုကြည့်လိုက်ပြီးတော့မင်းမေကိုပြောလိုက်တော့ဘာကြီးတို့ဘာမှမလုပ်ပါဘူးလို့ဘာကြီးတို့ကိုချမ်းသာပေးပါလို့နော်တာတန်လည်းတောင်းထမ်းပြီးတော့ပြန်သွားတော့တာပဲနောက်တော့သားမိနှစ်ယောက်ကနေပူကြီးတွေကနေပြန်လာခဲ့ကြတာပေါ့ရေတွင်းနောက်ကိုရောက်တော့အမေကဒါကတော့အမေကိုဒီလိုမျိုးတွေဆက်မလုပ်စေချင်တော့ဘူးဗျာအရှိရသွားနေတဲ့ဒေါ်ပြင်းရက်သွားတယ်ဗျနောက်တော့တာတန်ကိုလှည့်ကြည့်ပြီးတော့ဟဲ့ငါဘာတွေလုပ်နေလို့လဲဟဲ့အမေကကြောက်တုံးတွေကိုအာလူးဆိုပြီးတော့ရောင်းတယ်မဟုတ်လားဗျတကယ်ဆိုရင်သားတို့ကသူများနေလို့မြေလုံးမှာတီးနိုင်နေစိုက်ပြုတ်ပြီးတော့ခုဆွေရောင်းလို့ရတယ်မဟုတ်လားအော်မဒီကောင်လေးကတော့ငါကြွေးတဲ့ထမင်းစားပြီးတော့ငါ့ကိုဆရာလာလုပ်နေသေးတယ်ငါတို့ကပညာသေးဟဲ့ငါတို့ကသူများနေလို့ပင်ပန်းလုံးစရာအကြောင်းမရှိဘူးလှုပ်စားစရာလည်းမလိုဘူးပညာရှိတဲ့လူကပညာနဲ့ပဲအသက်ပွေးရတဲ့ဒါဆိုလဲအမေကထမင်းချက်ဟင်းချက်တဲ့ခါမှာအဲ့ကြောက်တုံးတွေကိုအာလူးဖြစ်ပြောင်းပြီးတော့စားလိုက်လို့မရဘူးလားဒေါ်ပြင်းကသားစံရဲ့နားကိုလာပြီးတော့နေဟာလေးတော်တော်အမေးမြတ်ထူပြီးတော့ဘူးကလန်တိုက်တဲ့ကောင်လေးပဲလာခဲ့နေနဲ့ကလည်းအိမ်ရောက်မှတွေ့မယ်ဒေါ်ပြင်းကဘောက်ဆက်နဲ့လမ်းလျှောက်သွားပါလေရောဗျအိမ်ပဲရောက်တော့သူ့ဟောင်းမမဲ့ပြူကြီးနဲ့တွေ့တယ်ဗျသူတို့အိမ်ကရွာပြင်မှာဗျအရင်တခါတော့အိမ်ကရွာထဲမှာအခုဘာလို့ရွာပြင်ရောက်နေလဲဆိုတာတော့မသိပါဘူးဗျမောပန်းနဲ့ပြန်လာတဲ့တာတန်ကိုအဖွားကြီးပြတဲ့ဖွားမဲ့ပြူကရေတစ်ခွက်ခတ်တိုက်တယ်ဗျနေပူလိုက်တာဖွားရဒီကနေရွာကိုအေးထဲကနေသွားရင်တိတ်ကောင်းမှာပဲဒီတော့ဖွားမဲ့ပြူကြီးကကြည့်လိုက်ပြီးတော့အရေးလိုချင်းတစ်ပင်ဆိုင်ပေါ့ငါမြေရဲ့ဘာတစ်ပင်ဆိုင်ရမလဲဗျဖွားမဲ့ပြူကလည်းတနေရာကိုထသွားပြီးတော့ဓမ္မသေးတွေယူလာတယ်ဗျရော့အဲ့မှာဓမ္မသေးနေချင်းကြချင်းကြည့်အောင်လို့အဖွားလုပ်ပေးမယ်သာတန်တားပြီးတော့ဖွားမဲ့ပြူရဲ့လက်ထဲကဓမ္မသေးတွေကိုလှမ်းယူနေဗျမလုပ်ပါနဲ့ဖွားဖွားကြီးဟာပေးပါတောက်ပါသာပြိုးပြီးတော့စိုက်ပါမယ်အမေနဲ့ဖွားဖွားကြီးကအားရှိပညာနဲ့ပဲပြောနေတော့တာဒါတော့အဲ့လိုမလုပ်ချင်ဘူးဗျာအော်မဲငါမီးကပညာမတတ်သေးလို့ပါပညာတက်သွားရင်ဒီလိုတော့နေမှာမဟုတ်ဘူးသာတန်လည်းပြေးထွက်သွားပြီးတော့တောက်ရီအိုးစင်အောင်နာအိုးချမ်းပဲတွေကိုဓမ္မသေးလေးတွေကိုထည့်နေတယ်ဗျနောက်တော့ဓမ္မပင်လေးတွေကတထောင်လောက်တမိုက်လောက်ဖြစ်သွားတော့သာတန်ကတဝင်းလေးယူပြီးတော့ထွက်လာအခုမြင်နေရတဲ့နေရာမှာဓမ္မပင်လေးတွေကိုတန်းစီပြီးတော့စိုက်နေတာပေါ့ဗျာကဲဓမ္မပင်လေးတွေမြန်ကြည့်ပြီးတော့မြန်အေးဖြစ်စမ်းပါအဲ့လိုလေပြောနေသေးတာဗျအကျုပ်ကလည်းတာတန်ပင်စိုက်တာကိုပြုံးပြီးတော့ကြည့်နေနဲ့ပြုံးဆိုတာတန်ပျောက်သွားပြီးတော့ကျုပ်ရှင်မှာနွားကြီးကပေါ်လာတာပဲဗျအကျုပ်သတိရလို့ဘေးဘီကိုကြည့်လိုက်တော့ဓမ္မပင်နဲ့အောင်မှာဖြစ်နေတယ်ဗျဥပဒါခလန်းလန်းမှာငုံငူကြီးထိုင်နေလေရဲ့ဗျကျုပ်ကလည်းဓမ္မပင်တွေကိုမော့ကြည့်လိုက်တယ်
တာတန်ဆိုင်စာတော်ကလောကတော့အပင်ကမကြံပေမဲ့တမပင်တွေကအတန်းလေးတွေဖြစ်ပြီးတော့အေးမြနေတာပါပဲဗျကျုပ်တို့နွားတွေသိမ်းပြီးတော့အိမ်ပြန်လာတော့ရွာထဲမှာလူတွေကဆွေးနေပြန်ရောဗျဘာဖြစ်တာလဲလို့မေးကြည့်တော့ဘာကြီးစိန်ရပွဲကျန်းနေတဲ့ကျုပ်ကတော့ထုံးတဲ့အတိုင်းဗဇက်တနက်ပြစ်တယ်ထင်နေတာပေါ့ဗျာဘာကြီးစိန်ရဲ့အိမ်ရှိရောက်တော့မှလူတွေကအုံခန့်နေပါလေရောဗျာအမလေးဗျအမလေးဗျအမလေးအကိုကြီးကအိမ်ထဲကနေလိမ့်ကြပြီးတော့အိမ်ရှိကိုဒလင်းခေါ်ခွေးကြလာတာပဲဗျကျုပ်ကလည်းအကိုကြီးကိုပြေးထူလိုက်တာပေါ့အကိုကြီးဘာဖြစ်တာလဲဗျဘာကြီးဆိုင်ရတခုခုတော့တခုပဲကွာအခုပဲငါ့ကိုတွန်းထုတ်လိုက်တာနဲ့ငါအိမ်ရောက်ကိုကြလာပဲကျုပ်ကလည်းမနေ့ကအကောင်းကြီးစကားပြောခဲ့တာဆိုတော့ထူးဆန်းနေတာပေါ့ဗျအဲ့ဒီပဲအိမ်ပေါ်ကိုပြည့်တက်လိုက်တော့ဘာကြီးဆိုင်ရအိမ်ဘဝကိုကြောပေးပြီးတော့ထိုင်နေတယ်ဗျအကျုပ်ကလည်းသူ့နားကိုသွားပြီးတော့ဘာကြီးဆိုင်ဘာဖြစ်တာလဲဗျဘာကြီးဆိုင်ရဒီရဲနေတဲ့မျက်လုံးနေနဲ့ကျုပ်ကိုလှည့်ကြည့်တယ်ဗျသူ့ချိန်မှာတော့ထေမျိုးသုံးလုံးကိုချတာတယ်နောက်တော့ကျုပ်ကိုလက်ပြန်နဲ့ရိုက်ထည့်လိုက်တာကျုပ်ဖြင့်နွားခွေခံလိုက်ရတယ်လို့ခံလိုက်ရပြီးတော့အိမ်တောင်ကိုလွတ်ထွက်သွားတာပဲဗျဘာကြီးစိန်ရထေရိုးကိုမြောက်ကန်ပြီးတော့ပါသက်ထဲကိုလောင်းထည့်တယ်ဗျအဲ့အချိန်မှာပဲဥပဒါအိမ်ပေါ်ကိုတက်လာတယ်ဥပဒါကြီးတခုခုလုပ်ပါအောင်ဗျာဥပဒါဘာကြီးစိန်ကိုသေချာကြည့်လိုက်ပြီးတော့အဖို့တော်ပါတော့ကျုပ်တော်မှအံ့ဩသွားတာဗျဘာကြီးစိန်နဲ့ဥပဒါအသက်သိပ်กว่าတာမဟုတ်ဘူးမလားအဖို့တော်လိုက်ပါတော့ဗျာသူလည်းအသက်ကြီးနေပါပြီအဖိုးထေဒီလောက်တောက်ချင်နေကျုပ်လာလိုက်ပါမယ်သူ့ကိုဆက်ပြီးတော့မနှောက်ယှက်ပါနဲ့တော့ဘာကြီးစိန်ရမျက်လုံးရွယ်ကြီးတွေနဲ့ဥပဒါကိုလှည့်ကြည့်တယ်ဗျနောက်တော့မတက်ထက်ပြီးတော့ဥပဒါကြီးစီကိုတလှမ်းချင်းလျှောက်သွားကျုပ်ကလည်းကြောင်ပြီးတော့ကြည့်နေမိတာပေါ့ဗျာဘာကြီးစိန်ရဥပဒါကိုတခုမှလုံးမလားဆိုပြီးတော့ပေါ့ဒါပေမဲ့ဘာမှမလုပ်ဘူးဗျဥပဒါမျက်နှာကိုတေချာပုတ်တက်ကြည့်လိုက်ပြီးတော့အော်ငါမြေးတော့တော်တော်အရွယ်ရောက်နေပြီပေါ့ထမ်းသုံးမြူနဲ့ပဲတော်ယူပြီးတော့အဖိုးတို့စီကိုလာခဲ့ပါငါမြေးရဲ့အဲ့လိုပြောပြီးတော့ဘာကြီးစိန်တယောက်ကဇက်ကျိုးပြီးတော့ခွေကြသွားတာပဲဗျကျုပ်ကလည်းဘာကြီးစိန်ကိုပြည့်ပွေထားရတာဗျဥပဒါတော့အိမ်မောနေတလှမ်းချင်းဆင်းသွားတယ်အကိုကြီးတို့ကတက်လာပြီးတော့ဘာကြီးစိန်ကိုတေချာလှည့်သိပ်ပေးထားခဲ့ရတာပေါ့ဗျအကျုပ်ထင်တာတော့ဘာကြီးစိန်ကထေတောက်တယ်ဆိုတော့ထေကျိတ်တဲ့သေးတကောင်သူ့ကိုဝင်ပူးပြီးတော့တောက်တယ်လို့ထင်လာပဲဗျညနေရပဲဘာကြီးစိန်ကကိုကျန်းနေအိမ်ကိုသွားပြီးတော့ထေတမျိုးတောက်ခဲ့သေးတယ်တဲ့နောက်တော့မှအိမ်မှာတောက်မယ်ဆိုပြီးတော့နှစ်မျိုးထည့်ယူသွားတာတဲ့ဗျကျုပ်ကတော့အိမ်မောနေဆင်းလာရင်လည်းတွေ့တွေ့ကြီးနဲ့လမ်းလျှောက်သွားတဲ့ဥပဒါရဲ့နောက်ကျောကိုငေးကြည့်နေမိတယ်အဖိုးဆိုတာဘယ်သူလဲဗျသူနဲ့များဘာဆိုင်နေတာလဲဆိုတော့စဉ်းစားနေမိတယ်ဒီချက်ကတော့ကျုံနောက်ထပ်ဖော်ရမယ့်ဗဟေဒီတခုပေါ့ဗျကျွန်တော် channel ကနေဒီနေ့မှာတင်ဆက်ပေးသွားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာကဆိုရေးသားထားတဲ့စုံထီဥပဒါနဲ့စင်ရင်တစ်ခွက်စမ်းတုပ်တစ်ခွက်ဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာနောက်မှလည်းဒီတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းများကိုတင်ဆက်ပေးသွားမှာမို့ဆက်မြော်အပေးနားဆင်ကြပါအောင်ခင်ဗျာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတို့လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာပရိသတ်များလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထက်တူကြနိုင်ကြပါစေခင်ဗျာ